Hello အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့ Libra ရာသီပွားလေးတွေအတွက်အလုပ်အကိုင်အခြေရေးပေါ့နော်အဲ့ဒါလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ဇူလိုင်လတစ်လစာဆိုပေမဲ့ကျမဒီ video file လေးတွေတင်တာလေးပေါ့နော်နောက်ကျသွားတဲ့အတွက်ကြောင့်မို့လို့ဒီ reading လေးကိုtimeless ပဲထားလိုက်မယ်ပေါ့နော်ဒီ reading လေးကိုစကြည့်တဲ့အချိန်ကနေစပြီးတော့တစ်လခွဲလောက်ထိကိုဒါလေးကတက်ရောက်မှုရှိပါလိမ့်မယ်အခုပထမဆုံး Libra ရာသီပွားလေးတွေရဲ့အလုပ်အကိုင်နဲ့ငွေရေးကြေးရေးအတွက်ပေါ့နော်အခုအချိန်ကဘာကိုပြနေလဲဆိုတော့ကိုကပေါ့နော်ကိုခုကိုလုပ်နေတဲ့အလုပ်မှာအာရုံစူးစိုက်မှုမရှိဘူးစိတ်ပြန့်လွင်နေတယ်နောက်ဘာကိုပြနေလဲဆိုတော့ကိုယ့်ရဲ့ခံစားချက်တွေကတခုခုကိုမကျေနပ်တာတွေပေါ့နော်ကိုယ့်ရဲ့လက်ရှိအနေအထားကိုမကျေနပ်နေတဲ့ခံစားချက်တွေနောက်ငြင်းငွေ့နေတာမျိုးလေးတွေအဲ့လိုအနေအထားတွေကိုပြတယ်ကိုယ်မှာရှိနေတဲ့အရာတွေကိုကိုတန်မိုးမထားဘူးပေါ့နော်ကိုတန်မိုးမထားဘူးဖြစ်နေတယ်စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကအရန်ကိုပေါ့နော်လေလွင့်နေတယ်လို့ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ကိုပေးလာတဲ့offer ကိုကမ်းလှမ်းလာတဲ့ကမ်းလှမ်းချက်လေးတွေကိုလေဂယုမဆိုင်မိတာလေးတွေရှိတယ်ဘာကိုပြလဲဆိုတော့ပြောရရင်ကိုယ်မှာရှိတဲ့အရာကိုလည်းကိုကမကျေနပ်ဘူးအဲ့အတွက်ကြောင့်မလို့ကိုကစိတ်ပြတ်လွင့်နေတယ်တွေ့ဝေနေတယ်နောက်သူများနဲ့သူများဘယ်လိုပြောမလဲဒါကတော့ပေါ့နော် general ဖြစ်တဲ့အတွက်ကိုက်ညီတဲ့အချက်ကိုပဲယူပေးပါပေါ့နော်ကိုတန်မိုးထားတဲ့အရာတွေကကိုလိုချင်တာတွေရောဟုတ်ရဲ့လားပေါ့နော်ကိုနဲ့ကိုက်ညီမှုရောရှိရဲ့လားပေါ့အဲ့လိုအတွေးတွေဝင်ပြီးတော့ကိုမှရှိတာတွေကိုလည်းမကျေနပ်ဘူးဒါကြောင့်မလို့ဒီအတွေးထဲမှာပဲနစ်မျောနေတဲ့အတွက်ကိုမှရှိကိုကိုကမ်းလာတဲ့လက်တွေပေးလာတဲ့အခွင့်အရေးတွေကိုလည်းကိုမှမမြင်နိုင်ဘူးဖြစ်နေတယ်ပေါ့နော်အဲ့လိုအနေအထားလေးကိုတော့ပြနေပါတယ်အဲ့ဒါကြောင့်မို့လို့ဒီငွေရေးကြေးနဲ့ပတ်သက်လို့ရှိရင်လည်းပြောရလို့ရှိရင်အခုချိန်မှာအစင်မပြေဘူးရေတော့မဟုတ်ပေါ့နော်ကိုမှတော့ကိုပါကိုရှိတဲ့ရှိထိုက်ရတဲ့ရထိုက်တဲ့အနေအထားလေးမှာတော့ရှိနေတယ်ဒါပေမဲ့ကိုအဓိကပြဿနာကိုရဲ့စိတ်ပေါ့နော်ကိုရဲ့စိတ်ကဒီကိုအနေအထားကိုကိုမကျေနပ်ဘူးတချို့တွေကကြတော့တခြားသူနဲ့ကိုကနှိုင်းရှင်ပြီးတော့ကိုကဘာကြောင့်ဒီလိုမျိုးတွေဖြစ်နေရလဲပေါ့နော်အဲ့လိုမျိုးလေးတွေလည်းမကျေနပ်ခံစားချက်လေးတွေဖြစ်နေတတ်တယ်ဒါပေမဲ့ဒီခံစားချက်ကိုဖြစ်နိုင်လို့ရှင်စူးစမ်းပြီးတော့တဲ့မှတ်ပါပေါ့နော်ဒီလိုမကျေနပ်တာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကို့မှာလည်းငွေကြေးပိတ်ဆို့မှုလေးတွေနောက်အခွင့်အလမ်းတွေပေါ့နော်အခွင့်အလမ်းတွေကိုဆုံးရှုံးနိုင်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ပြက်အားလျော့နေတယ်ငွေကြေးအဆင်မပြေမှုလည်းအနည်းငယ်ပေါ့နော်အနည်းငယ်စိတ်အနှောက်အယှက်ဖြစ်နေတာလေးတွေကိုလည်းပြနေတယ်ဒါပေမဲ့အဓိကအချက်ကတော့ကိုကဒီတခုခုဆိုပေါ့နော်ကိုမှရှိတဲ့အရာတွေအတွက်ကျေနပ်ပါရောက်ရဲပါကျေးဇူးတင်တတ်တဲ့ဒါတွေလုံးဝမရှိတာတက်ဆလို့ရှင်ဒါတွေငါမှရှိသေးတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါကလည်းဒီ universe ကိုကျေးဇူးတင်ရမယ်ဆိုရယ်ကျေးဇူးတင်စိတ်ကလေးကိုပြောင်းပြီးတော့စိတ်ထားလိုက်ပါပေါ့နော်အဲ့ဒါဆိုရင်ကို့မှာပိတ်ဆို့နေတဲ့ငွေကြေးအခက်အခဲတွေအလုပ်ကိုင်အခက်အခဲတွေကလည်းအားလုံးအဆင်ပြေသွားမှာပါကိုဖြစ်ခဲ့တာတွေဖြစ်နေတာတွေကိုတနှုံပြန်ပြီးတွေးနေတာတိုးတက်မှုကိုအဟန့်တားနေစီတယ်ပေါ့နော်အဲ့လိုဟန့်တားနေတာကအကျိုးရှိလားဒါကိုပြန်ပြီးတော့ပြန်သုံးသပ်ပါဆိုပြီးတော့လည်းဒီကက်ကလေးရတော့ပေါ့နော်ဒီကက်ကလေးကညွှန်ပြနေတယ်ဒီငွေကြေးထက်ကိုယ့်ရဲ့စိတ်ခံစားချက်တွေထက်ပေါ့နော်တခြားအရာတွေမှာလည်းစိတ်ချမ်းသာအောင်ပျော်ရွှင်အောင်နေလို့ရတဲ့အနေအထားတွေရှိရပေါ့နော်ဒါကြောင့်မို့လို့ဒီကိုပေါ့နော်ကိုပြန်သုံးသပ်ပြီးတော့ကိုယ့်ရဲ့အတွင်းစိတ်နဲ့ကိုပြန်ပြီးဆက်သွယ်ဖို့အရေးကြီးရပေါ့နော်အလုံးမှာလည်းကိုကအလုံးမှာမပျော်ပိုက်တလို့မျိုးတွေဖြစ်နေလိမ့်မယ်အလုပ်ကိုစိတ်ဝင်စားတလို့ဖြစ်နေမယ်ပေါ့နော်အဓိကဒီ cap တွေကကြတော့စိတ်ခံစားချက်တွေကိုကိုမှရှိပြီးသားကိုလည်းကိုမကျေနပ်ဘူးဒီရှိပြီးသားကိုလည်းကိုကြည့်မနေဘူးပေါ့နော်အဲ့လိုပဲကိုပေးလာတဲ့အခွင့်အလမ်းတွေကိုလည်းကိုကမမြင်ဘူးဆိုတဲ့အနေအထားမျိုးလေးကိုပြနေပါတယ်ဒါကြောင့်မို့လို့ကိုပြန်သုံးသပ်ပါကိုမှလည်း
ထိုက်တဲ့နဲ့ကိုမှရှိတဲ့နဲ့အနေထားတွေရှိတယ်ဆိုတာလေးကိုပေါ့နော်ကိုပြန်ကြည့်ပါကျေးဇူးတင်တတ်တဲ့စိတ်လေးမွေးမြူပါလို့ပြောချင်ပါတယ်အခုအချစ်ရေးအတွက်ပေါ့နော်the Emperor အချစ်ရေးကတော့စက်သိန်းတောင်နေထားသွားတယ်ပေါ့နော်အချစ်ရေးကတော့ဘယ်လိုပြောမလဲဒီတစ်ဖက်လူပေါ့နော်ဘယ်လို energy ကိုပြနေလဲဆိုလို့ရှင်ဒီကိုနဲ့ပတ်သက်နေတဲ့သူကပေါ့နော်သူကအသက်နည်းနည်းကြီးကိုထက်အသက်ကြီးတဲ့သူမျိုးဒါမှမဟုတ်လို့ရှင်ကိုထက်ရင့်ကျက်ပြီးတော့ပေါ့နော်လူကြီးဆန်တဲ့သူမျိုးဖြစ်မယ်နောက်စီးပွားရေးကောင်းပြီးတော့သူ့အနေထားနဲ့သူချမ်းသာကြွယ်ဝတဲ့သူဖြစ်နိုင်တယ်ပေါ့နော်သူကဘာလို့ဆိုတော့ကျမဒီ reading လေးတွေကကြတော့လေ general reading လူအားလုံးရဲ့ energy ကိုယူပြီးတော့ပြောရတာဖြစ်တဲ့အတွက်တချို့အရာလေးတွေကကြတော့ကိုနဲ့ကိုက်ညီမှုရှိရင်တော့ယူပေါ့နော်အရင် serious ကြီးမထားစီခြင်းဘူးဘာလို့ဆိုတော့ကျမကကြတော့ဒီကတ်မှာပေါ်လာတဲ့အတိုင်းလေးကိုတော့ပြောပြမယ်တခါကျတော့ကိုအတွက်ကိုဘယ်လိုပြောမလဲမကောင်းတဲ့စိတ်ခံစားချက်လေးတွေရသွားမှလည်းစိုးရိမ်နေပေါ့နော်ကျမတို့ဒီကတ်ကိုမြင်တဲ့အတိုင်းသူ့ရဲ့ energy လေးတွေကိုတော့ကျမပြောပြသွားမှာဖြစ်တယ်ပေါ့နော်ဒီအားကြတော့ကိုဖခင်ဟိုပါပေါ့နော်ဒီဖခင်တယောက်ရဲ့ energy ကိုစားပြုတယ်သူကsingle လေးတွေဆိုလို့ရှိရင်လေကိုနဲ့ပတ်သက်နေတဲ့သူကပေါ့နော်ဖခင်လိုမျိုးသူကခေါင်းဆောင်နိုင်မှုရှိတယ်သူ့မှာပါဝါရှိတယ်ပေါ့နော်ပြောရလို့ရှိရင်ဒါမဲ့သူကနည်းနည်းတင်းကျပ်တဲ့စိတ်နေစိတ်ထားရှိတယ်ခေါင်းမာတဲ့သူဖြစ်တတ်တယ်တချို့အတွက်ပေါ့နော်တချို့အတွက်သူကဖခင်တယောက်ဖြစ်နေတာမျိုးလည်းဖြစ်နိုင်တယ်ဒါကတော့အကုန်လုံးအတွက်မဟုတ်ဘူးပေါ့နော်အကုန်လုံးအတွက်မဟုတ်ဘူးတချို့အတွက်ပေါ့နော်fire sign လေးတွေလည်း fire sign အားကောင်းတယ်ပေါ့နော်ဒီကအဓိကပို့ပြီးတော့အားကောင်းတာကြတော့ဒီ Aries ရာသီပွားလေးတွေပိုဖြစ်နိုင်တယ်ပေါ့နော်ဒီ energy ကိုရနေတယ်သူတို့ကဘာပဲပြောပါသူတို့မှဖခင်မဟုတ်ဘူးဟိုကျမဆိုလိုချင်တာဒီဖခင်ဖြစ်နိုင်နေဆိုတာတခုကိုပဲဆိုလိုတာတော့မဟုတ်ဘူးပေါ့နော်သူတို့ကဖခင်စွမ်းအားရှိတယ်တာဝန်နိုင်စွမ်းတာဝန်ယူနိုင်စွမ်းအားတွေရှိတယ်သူတို့ကသူတို့ရဲ့အလုပ်အကိုင်မှာမိသားစုထဲမှာ decision maker တွေပြီးလို့ရှိရင်ဘယ်လိုပြောမလဲ control ပေါ့နော်အကုန်လုံးသူထိန်းချုပ်ပေးနိုင်တယ်stable ဖြစ်တယ်အဲ့လိုလူမျိုးတွေဖြစ်မယ်သူကပြတ်သားတတ်တယ်လက်တွေးဆန်လောက်တတ်တယ်ကိုယ်ဖခင်လိုတယောက်လိုလမ်းညွန်မှုတွေပေးနိုင်တယ်ကာကွယ်ပေးနိုင်တယ်အဲ့လို energy ရှိတဲ့သူမျိုးပေါ့နော်အဲ့လိုလူမျိုး ਨੇ ကိုကတွေးနိုင်တယ်ပေါ့နော်ဒီကက်ကလေးကတော့အခုကြည့်နေတဲ့သူရဲ့ပေါ့နော်အခု reading လေးကိုလာကြည့်နေတဲ့သူရဲ့နောက်မှာ main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်သူ့ကိုဟိုခိုင်ခန့်ပြီးတော့ဘယ်လိုပြောမလဲကိုထောက်ပံ့ပေးနိုင်တဲ့အခွင့်အာဏာရှိတဲ့သူတယောက်ရှိနေတယ်ဆိုတာမျိုးပြနေတာပေါ့နော်ဒီကက်ကလေးကတော့လေsingle လေးတွေအတွက်ပြောရရင်တော့ဒီပေါ့နော်ဒီတစ်ဖက်လူနဲ့ကိုကဘယ်လိုပြောမလဲကိုသူကထောက်ပံ့ပေးနိုင်တယ်ကာကွယ်ပေးနိုင်တယ်လမ်းညွှန်မှုတွေလည်းပေးနိုင်တယ်ပြောရရင်ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေကိုသူကအရန်ကို support ပေးနိုင်တယ်ကိုလေကိုဘက်ကဒီအခွင့်အရေးတွေကိုကိုရယူလို့လဲယုံကြည်စိတ်ချရပါတယ်ကိုပေါ့နော်ဒီဘယ်လိုပြောမလဲကိုလေရုပ်ပိုင်းဆိုင်ရာတွေအကုန်လုံးသူကထောက်ပံ့ပေးနိုင်တယ်ချစ်ပေးနိုင်တယ်ဒါပေမဲ့တခုပေါ့နော်တခုကတော့ तू က
ဘယ်လိုပြောမလဲရှင်းလင်းမှုမရှိတဲ့စိတ်ခံစားချက်တွေမှာတော့ရှင်းလင်းမှုမရှိတာတွေသူကကြတော့ပြောရင်သူတို့ရဲ့မိသားစုထဲမှာရှေးထုံးလန်းစင်လာတွေကိုထုံးလန်းစင်လာတွေလိုက်နာနေရတဲ့သူပေါ့နော်အဲ့လိုလူမျိုးဖြစ်နိုင်တယ်သူတာဝန်ယူထားရတာတွေကလည်းသူ့မှာအများကြီးရှိတယ်ခက်ခဲပြီးတော့များပြားတဲ့အလုပ်တွေပေါ့နော်အဲ့ဒါတွေနဲ့သူ့မှာသူပျော်ပျော်ရွှင်ရွှင်ပေါ့ပါလေးနေဖို့အတွက်ကိုသူကအချိန်မရှိဘူးပေါ့နော်ကိုယ့်အတွက်ကိုလည်းဒီပစ္စည်းတွေဟိုဟာတွေဘယ်လိုပြောမလဲကိုယ့်ကျန်တာတွေလိုအပ်တာတွေတော့ဖြည့်ဆည်းပေးနိုင်တယ်ဒါပေမဲ့သူအချိန်ပေးဖို့တွေကိုနဲ့အဲ့လိုပေါ့ပါပျော်ပျော်ရွှင်ရွှင်နေဖို့အခက်အခဲရှိနိုင်တယ်ပေါ့နော်အဲ့ဒါလေးတွေတော့ကိုကအဲ့ဒါလေးတွေနားလည်ပေးရမယ်နားလည်ပေးရတာမျိုးလေးတွေတော့ရှိမယ်ပေါ့နော်relationship မှာဆက်ဆံနေရတဲ့သူတွေကတော့သူကကိုယ့်အတွက်ယုံကြည်စိတ်ချရပြီးအားကိုးရတဲ့သူဖြစ်မယ်ပေါ့နော်ကိုယ့်ကိုလည်းသူကအရန်ကိုကာကွယ်ပေးနိုင်တယ်ထောက်ပံ့ပေးနိုင်တယ်ကိုယ့်ရဲ့ပြဿနာတွေကိုလည်းဖြေရှင်းပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီစိတ်ပိုင်းဆိုင်ရာမှာတော့သူကမပွင့်လင်းဘူးပွင့်လင်းသိမရှိဘူးနေရာအကုန်လုံးပေါ့နော်အကုန်လုံးအတွက်ကိုသူကဘယ်လိုပြောမလဲကိုနဲ့သူနဲ့ပေါ့နော်အိမ်အောင်ရေးမှာပဲဖြစ်ပါအိမ်အောင်ရေးဖြစ်ဒီ relation ချစ်သူရေးစားတွေပဲဖြစ်ပေါ့နော်သူနဲ့ကိုနဲ့ကဒီစိတ်လှုပ်ရှားမှုမှာတီးခြားဖြစ်နေစိတ်ပိုင်းဆိုင်ရာမှာတီးခြားဖြစ်နေတယ်လို့ခံစားနေရတဲ့ခံစားချက်လေးတွေတော့ဖြစ်နေတတ်တယ်ပေါ့နော်ဘာလို့ဆိုတော့သူတို့တာဝန်ယူထားရတာတွေရှိတယ်ဒီ father sugar daddy လူမျိုးပေါ့နော်အဲ့လို energy မျိုးကိုရနေတယ်သူစီရလေသူတို့ရဲ့အားနည်းချက်တွေကိုလည်းထုတ်ဖော်မပြဘယ်လိုပြောမလဲပွင့်လင်းသိမရှိဘူးပေါ့နော်အစဉ်ပြေခြင်းမပြေခြင်းအနေအကုန်လုံးကိုလည်းသူတို့ဘာသူတို့ကြိတ်ခံစားတတ်တယ်အဲ့အတွက်ကြောင့်မလို့ကိုယ့်ဘက်ကလည်းကိုအိမ်အောင်ဘက်ကကိုချစ်သူကသူဘာဖြစ်နေလဲသူဘလို့ခံစားနေရလဲဘလို့ရှုပ်ထွေးမှုတွေဖြစ်နေလဲဆိုတော့ကိုကမသိဘူးကိုဘက်ကတော့သူအချိန်မပေးနိုင်ဘူးကိုနားလည်ဘူးမပေးနိုင်ဘူးဆိုပြီးတော့စိတ်ကထင်တတ်တာလေးတော့နည်းနည်းရှိတယ်ပေါ့နော်သူကတော့ကောင်းပါတယ်ရေဘူးကအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့သူကတော့ကောင်းတယ်ကိုဖခင်တယောက်လိုမျိုးလမ်းညွှန်မှုတွေပေးနိုင်တယ်ကိုချုပ်ကင်တတ်တယ်ပေါ့နော်လက်တွေ့ဆန်သူကကျင့်သုံးတတ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့သူနဲ့ပတ်သက်တဲ့သူကိုလည်းသူကလွှမ်းမိုးချုပ်ကင်တတ်တဲ့ energy လေးရှိတယ်တချို့လူလေးတွေကဒါဒီလို single father ဖြစ်မလားဒါမှမဟုတ်လို့ရှိရင်လည်းဖခင်တယောက်ပေါ့နော်အတီတကြပေါ့အိမ်အောင်ရှိနေတဲ့သူများဖြစ်မလားပေါ့နော်အဲ့လို energy လေးတွေတော့ရနေတဲ့အတွက်ကြောင့်မို့လို့single လေးတွေဆိုလို့ရှိရင်တော့နည်းနည်းပေါ့နော်တစ်ချက်စောင့်ကြည့်ပါပေါ့နော်ဒါကတော့တချို့လူတွေအတွက်ပြောတာပါရေဘူးရအားဖြင့်အကုန်လုံးရဲ့ energy ဖြစ်တဲ့အတွက်ကိုယ်နဲ့ကိုက်ညီတော့ယူပါအရင်အဆိုးမတွေးပါနဲ့ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဒီအချစ်ရေးရတော့အဆင်ပြေပါလိမ့်မယ်စိတ်ပိုင်းဆိုင်ရာနားလည်မှုလေးတစ်ခုသာထားပြီးဖို့လိုတယ်ပေါ့နော်ဒီကလေးပြောချင်တာကတော့လေ thank you ပါ